ကြက်တောက်ဆန်းလေးကကြတော့ဟောပေါ့ချင်းငန်းဆက်လေးပေါ့ဓမ္မချက်လေးနဲ့ချက်တာပါရှင်အဲ့ဒါလေးကလည်းဒီမှာတော့တော်တော်အစားများပါရှင်ကဲဒါလေးကတော့ကျွန်တော်တို့မက်နီလာဆိုင်ရဲ့ remake ထုတ်လေးပေါ့နော်ဒီထဲမှာဆိုရင်တော့ရှစ်ဝဲစာလေးပါပါတယ်ခင်ဗျာသမင်းတော့ကသမင်းရဲ့ပဲကြကြရင်အာလူရပါတယ်ဒီလိုရကြတော့မလို့တခြားတောင်ကြီးချပြီကဲဒါလေးကတော့ကျွန်တော်တို့မက်နီလာဆိုင်ရဲ့ remake ထုတ်လေးပေါ့နော်ဒီထဲမှာဆိုရင်တော့ရှစ်ဝဲစာလေးပါပါတယ်ခင်ဗျာရှစ်ဝဲစာဈေးလေးကတော့ဒါ1300တောင်ပါခင်ဗျာဒီမှာအောက်မှာဖုန်းနံပါတ်တွေ expert date တွေအကုန်လုံးချရေးပေးထားပါတယ်ဖုန်းဆက်ပြီးလည်းမှာယူလို့ရပါတယ်ဟုတ်ကဲ့ဒါလေးကတော့ဟင်းညော်ပါပါခင်ဗျာဘူးလို့ကျွန်တော် remake ပစ္စည်းတွေကဒါလေးရရှိပါတယ်ရောက်စားအတွက်ပေါ့ဒါကတော့၄တော့အထဲမှာအောင်းနေစီလေးမျိုး၄ခု၄တော့တက်တော့စီ၄ခုထုတ်ပေးတာပါ၄ဝဲစာပေါ့ဒီကောင်လေးကတော့6000ပါကဲဒီကောင်နဲ့တူပြီးတော့ပေါ်တော့အထက်ပါဝင်ပစ္စည်းရဲ့ပုံစံပဲဘူးလေးကကြတော့ကြာတယ်ပဲကြတယ်နေပြပါတာပေါ့ဒီကောင်လေးကတော့ပဲကြတယ်မပါဘူးကဲကျွန်တော်တို့ပြည်လေးအတိုင်းစားနေတယ်ဆိုတော့ကျွန်တော်တို့မန်နီယာပြည်ထမင်းလို့ဆိုင်လို့ဒါကြတော့ဖိတ်ခေါ်ပါတယ်ဗျာဟုတ်ဒီလိုလက်တော့ကြည့်ပါဆိုတော့သူကတိုင်ကိုပြန်ကြောထားတဲ့ဟာလေးရဲ့အုပ်ကြီးကြတဲ့ခေါက်ဆွဲစင်မော်တီညစ်အဲ့လိုမျိုးအစုံလေးချက်တာဒါလေးအဲ့ဒီစားကိုလူဝီဇီယနာလမ်းမကြီးပေါ်မှာပဲမိတာလဲနဲ့ရန်နာလဲချာမှာပါစီတီမက်ရဲ့မျက်စောင်းလို့လားအဲ့ဒါတော့သိမကြဘူးနောက်9နာရီကနေပြီးညတနာရီပြည့်ရမရှိပါဘူးဒီကမှာတော့အဝါရောင်ချက်တမီးတို့မှာကျတော့အနီရောင်လုံးဒီကမှာကျတော့အဲ့ဒါတော့ဒီသမင်းတော့ဒီနဲ့ဒီမှာပြလိုက်တာnày đây là lần này yêu được đấy em nè dạ Abu Yad Abu Yad hari Abu Yadမျိုးစမှာအစားအများဆုံးဆိုလို့ရှိရင်တော့ထမင်းတုပ်ပေါ့နော်အဓိကပြေးထမင်းတုပ်ပြီးလို့ရှိရင်ထမင်းရောတုပ်ရယ်ထမင်းကြော်တုပ်ရယ်အစားများပါရှင်ကြက်တောက်ဆန်းလေးကကြတော့ဟောပေါ့ချင်းငန်းဆက်လေးပေါ့ဓမ္မချက်လေးနဲ့ချက်တာပါရှင်အဲ့ဒါလေးကလည်းဒီမှာတော့တော်တော်အစားများပါရှင်ဒီမှာလည်းပြေးအရသာတိုင်းစားလို့စားနိုင်ပါတယ်ပြေးကနေပေါ့နော်ရန်ကုန်မှာရောက်နေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်ရန်ကုန်ကနေပြီးတော့ပြေးလက်ရစားခြင်းတဲ့သူတွေပဲဖြစ်ဖြစ်ပြေးလက်ရအစစ်စားခြင်းတဲ့ဆိုလို့ရှိရင်တမျိုးမနီလာဆိုင်မှာစားလို့ရပါရှင်ပါရှင်ဒီတက်ကြီးနောက်ဘလော့လေးမှာပြန်ဆောင်ကြပါမယ်ကြီးစုတူတူချင်းတယောက်ချင်းပြည့်တဲ့အားလုံးကိုကျေးဇူးပါ